ကိုယ်သာနာစေစိတ်မနာစေနဲ့တဲ့ဒီဓမ္မစာစုလေးကဦးဇင်းရဲ့ဘဝမှာဘလို့ခက်ခဲတွေပဲကြုံအမြဲတမ်းနှလုံးသွင်းပြတဲ့ဓမ္မစာစုလေးဖြစ်ပါတယ်အကြိုက်ဆုံးဓမ္မစာစုတွေတကတစ်ခုလည်းဖြစ်ပါတယ်ကိုယ်သာနာစေစိတ်မနာစေနဲ့တဲ့ဘဝဆိုတာပျော်စရာစိတ်ညစ်စရာဝမ်းသာစရာစိတ်ဆိုးဒေါသဖြစ်စရာတွေနဲ့ဖွဲ့စည်းထားတဲ့အရာတစ်ခုဖြစ်ပါတယ်ပျော်စရာစိတ်ညစ်စရာတွေနဲ့ကြုံရမှဖြစ်တယ်လို့ပဲစိတ်ဆိုးစိတ်ညစ်စရာတွေနဲ့လည်းပဲဧကံမုချကြုံရအောင်မှာပါပဲလူဆိုတာမျိုးကအကောင်းကြီးမျှော်လင့်တတ်ကြတာတဘာဝပါပဲချမ်းသာခြင်းကြတယ်မဆင်းရဲခြင်းကြဘူးချစ်တဲ့ခင်တဲ့သူတွေနဲ့အတူနေခြင်းကြတယ်မခွဲခွာခြင်းကြဘူးအမြဲလှပနေခြင်းကြတယ်မအိုမင်းခြင်းကြဘူးအမြဲတမ်းအောင်မြင်ခြင်းကြတယ်မကြရှုံးခြင်းကြဘူးပေါ့သို့တော်လည်းပဲလူတိုင်းမှာအကောင်းဆုံးနှစ်မျိုးလုံးကိုဒီနေ့မဟုတ်ဒီနေ့ခံစားကြရမှာပါပဲဒါကြောင့်ဦးဇင်းတော်မြတ်ဗုဒ္ဓကဘဝလောကဓာတ်တရား၈ပါးကိုဟောကြားထားခဲ့တယ်လာဘောအလာဘောရာသောအာရသောနေနံပတနံဒုက္ခံဒုက္ခံတဲ့လာဘောအလာဘောပစ္စည်းဥစ္စာပေါ်များတဲ့အခါတွေလည်းရှိမယ်ခက်ခဲတဲ့အခါတွေလည်းရှိမယ်ပေါ့ရာသောအာရသောအပေါင်းအသင်းမိတ်ဆွေတွေများတဲ့အခါရှိမယ်အပေါင်းအသင်းမိတ်ဆွေတွေနဲလာတဲ့အခါတွေလည်းပဲကြုံရမှာပါပဲနေနံပတနံဒုက္ခံဒုက္ခံတဲ့ဘဝရဲ့အနေမြင့်အတက်အကျပေါင်းများစွာကိုကြုံရမှာဧကံမလွဲပါပဲဒုက္ခံဒုက္ခံတဲ့ချမ်းသာတဲ့အခါတွေနဲ့လည်းပဲကြုံရမယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တဲ့အခါတွေနဲ့လည်းပဲကြုံရအောင်မှာပါပဲဒါပေမဲ့လူတော်များများဟာအကောင်းလောကဓာတ်တွေကိုခံစားရချိန်မှာတွေ့ကြုံရချိန်မှာဘာမှမဖြစ်ပေမဲ့အဆိုးလောကဓာတ်အနေနဲ့တွေ့ကြုံရတဲ့အခါမှာယူကျုံမရအယူမီဝိုင်းဖွယ်ဖြစ်တတ်တဲ့ပေါ့တချို့ဆိုရင်ဘဝကိုအရှုံးပေးတဲ့အထိဖြစ်တတ်တာတွေလည်းတွေ့ရမြင်ရကြားနေရတာပါပဲမိမိတို့ဘဝမှာမျောလင်းချက်ကြီးရင်ကြီးသလောက်တွေ့တာမျက်နှာမှုကြီးရင်ကြီးသလောက်ခံစားကြရနာကျင်ကြရပါတယ်အခုခေတ်မှာ social media ပလက်ဖောင်းမျိုးစုံကနေအသေးကွဲဇာတ်လမ်းမျိုးစုံကြေကွဲစရာဇာတ်လမ်းမျိုးစုံစိတ်ဆိုးဒေါသဖြစ်စရာဇာတ်လမ်းမျိုးစုံကိုလည်းတွေ့နေမြင်နေရမှာပါပဲဒါတွေနဲ့ပတ်သက်ပြီးဘုရားရှင်လက်ထက်ကလည်းပဲသာရကများစွာရှိခဲ့တယ်အချစ်ကိုအယူမှုဖြစ်လို့ယူသွတ်သွားတဲ့သူတွေပစ္စည်းဥစ္စာဆုံးရှုံးလို့ယူသွတ်သွားခဲ့သူတွေအစရှိတဲ့ဖြင့်သာရကများစွာရှိခဲ့ပါတယ်အဲ့ဒီထက်ကအထင်ရှားဆုံးနဲ့ခြေခွဲစရာအကောင်းဆုံးဇာတ်လမ်းလေးတစ်ပုဒ်ကိုမျှဝေပေးချင်ပါတယ်အဲ့ဒီဇာတ်လမ်းလေးကအယူမလေးပတာစာရီအကြောင်းပေါ့ဟုတ်ပါတယ်ဦးဇင်းတို့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့တွေလည်းဒီအကြောင်းအရာလေးကိုမကြားဘူးသူမရှိသလောက်အားလုံးသိကြလိမ့်မယ်ထင်ပါတယ်ပတာစာရီဆိုတဲ့အမျိုးသမီးကဒါဝတိမျိုးကကြီးတဲ့ချမ်းသာတဲ့မိသားစုဝင်ဒုက္ခနဲ့မွေးဖွားလာသူဖြစ်ပါတယ်သူမအိမ်ကအလိုသမားတယောက်နဲ့ချွတ်ချမ်းဝင်မိပြီးမိဘသဘောမတူလို့ခိုးရလိုက်ပြေးခဲ့သည့်အထိအချစ်ကိုယူသွခဲ့သူတယောက်ပေါ့အိမ်အောင်ချပြီးအချိန်ကြာလာတဲ့အမျှသူ့မှာသားလေးတယောက်ရရှိပြီးနောက်ထပ်ကိုယ်ဝန်ပါရှိလာတယ်ပေါ့လက်လုံးလက်စားဆိုတော့စီဝါကြီးကအဆင်မပြေတဲ့မိဘအိမ်ကိုတန်တာပြီးမိဖွားဖို့ပြန်ခဲ့တာပေါ့မိဘအိမ်အပြန်လမ်းမှာမိုးကြီးတဲထန်စွာရွာတာနဲ့ကြုံတွေ့ခဲ့တဲ့အဲ့ဒီမိုးတဲထန်စွာရွာတဲ့ညတညမှာပဲကလေးမိဖွားခဲ့တယ်တဲ့အဲ့ဒီလိုရွာလိုက်တဲ့မိုးသီးမိုးပေါက်တွေကြောင့်တောင်ပေါ်တွင်းကထွက်လာတဲ့မွေးတကောင်ကသူမရဲ့ခံမွန်းကိုကိုက်လို့သူမခံမွန်းလဲဆုံးရှာတဲ့သူမရဲ့ခံမွန်းဆုံးတော့
ငါအိမ်မပြန်တော့ဘူးမိဘအိမ်မှာပဲနေမယ်မိဘအပြစ်ပေးတာခံပြီးတော့မိဘအိမ်မှာပဲနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့မိဘရှိရာအရာကိုဥတီပြီးခီးဆက်ခဲ့တယ်ပေါ့တနေ့လုံးတညလုံးသဲထန်စွာရွာထားတဲ့မိုးရီတွေကြောင့်ချောင်းရည်မြောင်းရည်တွေလည်းကြီးနေတဲ့အချိန်ပေါ့ချောင်းကန်းစားတစ်ခုရောက်မှချောင်းရည်ကူးဖို့သူမရဲ့မတက်သွားအရွယ်ကလေးလေးရဲ့ရင်ကုန်မှာပိုက်ထားတဲ့မွေးကင်းစားရွယ်ကလေးလေးရဲ့၃ယောက်တပြိုင်တည်းကူးဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ပထမဦးဆုံးမိမိရင်ကုန်ပိုက်ကလေးကိုချီးပြီးတော့ဟိုဘက်ကန်းကိုကူးပို့ခဲ့တယ်တဲ့ဒီဘက်ကန်းကိုပြန်အလာချောင်းအလယ်အရောက်မှာငှက်စွန်ကြီးတစ်ကောင်ကသူမရဲ့မွေးကင်းစားကလေးလေးကိုသားရထမ်းပြီးတော့တုတ်ချီသွားတဲ့အဲ့ဒီအဖြစ်အပျက်ကိုမြင်တဲ့ပဒါစာတွေဟာအယူမီဝိုင်းတစ်ဖွဲထိတ်လန့်တကြားနဲ့ဒီငှက်စွန်ကြီးကိုအော်ဟေးချောင်းလန့်တာပေါ့အော်ဟေးချောင်းလန့်တဲ့အမူအရာကိုတစ်ဖက်ကမ်းမှနေတဲ့မတ်တက်သွားအရွယ်သားငယ်လေးကမြင်တဲ့အခါငါအမေကငါ့ကိုခေါ်တာပဲဆိုတဲ့အထင်မှန်အမှားနဲ့ချောင်းရည်တဲ့ကိုဆင်းလာတဲ့အခါမှာချောင်းရည်နဲ့မျောပါပြီးသူသားတယောက်ပါထပ်ပြီးဆုံးရှုံးရတယ်ပေါ့အဲ့ဒီအချိန်မှာပဒါစာတွေလည်းသားနှစ်ယောက်လည်းဆုံးရှုံးတယ်သူ့ရဲ့လင်းယောက်ျားလည်းဆုံးရှုံးတဲ့အခါမှာမျက်ရည်ဆက်လက်နေပေါ့ဒါပေမဲ့လို့မိဘတွေရှိသေးတယ်အိမ်မှာမောင်လေးရှိသေးတယ်ဆိုတဲ့အသည့်နဲ့ဒါဝတိမျိုးစီကိုဥတီးပြီးအာတင်းပြီးပြန်လာခဲ့တော့ပေါ့လမ်းခုလက်အရောက်မှာပဲဒါဝတိမျိုးကလာတဲ့အသည့်မိတ်ဆွေတယောက်နဲ့ဆုံတဲ့အခါသူ့မိဘတွေအကြောင်းမေးတယ်သူမိဘတွေအကြောင်းမေးတဲ့အခါမှာအဲ့ဒီအသည့်ကလည်းပဲမင်းရဲ့မိဘတွေမနေညကမူကြီးသက်ထန်စွာရွာလေပြင်းမုန်တိုင်းတွေကြတဲ့အတွက်ကြောင့်မို့လို့အိမ်ပြိုပြီးတော့မိဘနှစ်ပါးရောနင်းမောင်လေးရောဆုံးရှာကြပြီဟိုမှာမြင်နေရတဲ့မိခိုးလုံးကြီးတွေကမင်းရဲ့မိသားစုဝင်တွေမိသကြိုနေတာပေါ့အဲ့ဒါလို့ပြောလိုက်တဲ့အခါမှာတတိလက်လို့ဖြစ်ပြီးကိုရောစေရောကြီးစွာပင်ပန်းခြင်းရောက်ပြီးဝိဗလာလမ်းတကာကိုရှောက်သွားတဲ့အဆင့်ထိဖြစ်သွားတယ်ပေါ့ဟုတ်ပါတယ်ဦးဇင်းတို့မှာမြန်တို့တန်ဖိုးထားရတဲ့အရာတွေဟာအချိန်မရွေးပျက်စီးဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုဒီနေရာမှာသတိချက်ခဲ့ဖို့လိုပါတယ်အဲ့ဒါလိုမိမိမြန်တို့တန်ဖိုးထားရတဲ့ပစ္စည်းဝတ္ထုတွေချစ်တဲ့ခင်တဲ့သူတွေဆုံးရှုံးသွားရင်ငါဒီလိုမဖြစ်အောင်ဘယ်လိုနေမလဲဆိုတဲ့အတွေးကိုတွေးခဲ့ဖို့တင်ပါတယ်ဒါကိုပြင်ဆင်ဖို့တင်ပါတယ်ဒါနဲ့ပတ်သက်ပြီးဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုဦးဇင်းတို့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားဒေသနာလေးတစ်ခုကိုထပ်ပြီးမျှဝေပေးချင်ပါတယ်တခါကပေါ့ဦးဇင်းတို့မြတ်ဗုဒ္ဓနဲ့အလွန်အင်မတန်ရင်းနှီးတဲ့နကုလပိတာဆိုတဲ့တခါကြီးတယောက်ရှိတယ်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားရှင်လက်ထက်ကအင်မတန်မှထင်ရှားကျော်ကြားတဲ့စံနမူနာထားလောက်တဲ့ဇုံတွေတည်းရှိတယ်ပေါ့အဲ့ဒီဇုံတွေရဲ့နာမည်ကနကုလပိတာနဲ့နကုလမာတာတဲ့ဒီသုတ်တန်ထဲမှာတော့နကုလပိတာတခါကြီးတယောက်အကြောင်းပဲမှတ်တမ်းတင်ထားတယ်ပေါ့နကုလပိတာတခါကြီးကတနေ့မှာမြတ်စွာဘုရားရှင်သည်ရောက်လာတယ်ပေါ့ရောက်လျင်ရောက်ချင်းမှာပဲမြတ်စွာဘုရားကိုဒီလိုလျှောက်တဲ့ရှင်ဘုရားတပည့်တော်၏ခန္ဓာကိုယ်သည်အရွယ်၃ပါးတို့ရောက်ခဲ့ပါပြီခန္ဓာကိုယ်သည်အိုမင်းလာပါပြီယိုယွန်းလာပါပြီအမျက်မပြတ်နာကျင်ကြိုက်ခဲလို့နေပါပြီဗျာတဲ့အရင်ကလိုပဲအကြောင်းတော်ကိုမကြာခဏလာပြီးတရားနာယူဖို့ရမဖြစ်နိုင်တော့ပါဘူးဗျာဒါကြောင့်မို့လို့တသက်တာလုံးအကျိုးရှိစေမဲ့တပည့်တော်ဘဝလက်ကျန်တစ်ခုလုံးမှာအကျိုးရှိစေမဲ့တရားတစ်ပုဒ်လောက်မျှဝေပေးပါဗျာမျှဝေဟောကြားပေးပါဗျာလို့လျှောက်ထားတဲ့အဲ့ဒီအခါမှာမြတ်ဗုဒ္ဓကမှန်တယ်တကားခန္ဓာကိုယ်ဆိုဒီမှာနာကျင်ကြိုက်ခက်တတ်တဲ့သဘောတရားရှိတယ်။အိုမင်းယိုယွင်းပျက်စီးတတ်တဲ့သဘောတရားရှိတယ်။ခန္ဓာကိုယ်ကြီးဆိုဒီမှာအရေးတူအရေးပြားနဲ့ဖိုးထားတဲ့အရာတွေသာဖြစ်တယ်။ဥဒဖွဲ့ပျက်စီးလွယ်တယ်တဲ့။ကြက်ဥငှက်ဥတွေမှာအပေါ်ယံကအ
အခွင့်မာလေးနဲ့မကွဲအောင်ကာထားသလိုပါပဲဦးဇင်းတို့ခန္ဓာကိုယ်ကြီးရလည်းပဲအရည်တူရေပြားတွေနဲ့ဖုံးထားတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပျက်စီးလွယ်တတ်တဲ့သဘောတရားရှိတယ်။နာကျင်ကြိုင်ခဲတတ်တဲ့သဘောတရားရှိတယ်။ဒီကြောင့်မလို့ဒါကပြောတာမှန်တယ်ခန္ဓာကိုယ်ကြီးကအမြဲမပြတ်နာကျင်ကြိုက်ခဲနေရမိတာဖြစ်တယ်။သို့တော်လည်းပဲကိုယ်သာနာစီစိတ်မနာစီနဲ့တကားတော့လို့မြတ်ဗုဒ္ဓကမိန့်ကြားတဲ့အဲ့ဒီခါမှာတကားကြီးလဲအဲ့ဒီတရားစကားလေးကိုကြားပြီးတော့လွန်အမတန်ဝမ်းမြောက်သွားခဲ့တယ်ဟုတ်ပါတယ်ကိုယ်သာနာစီစိတ်မနာစီနဲ့တဲ့ဘဝရှိနေသည်၍ပျက်စီးဆုံးရှုံးမှုပေါင်းများစွာနဲ့မလွဲမသွေကြုံနေရအောင်မှာပါပဲပစ္စည်းဥစ္စာဆုံးရှုံးမှုနဲ့ကြုံတွေ့နိုင်သလိုမိမိချစ်တဲ့ခင်တဲ့သူတွေဆုံးရှုံးမှုနဲ့လည်းပဲကြုံတွေ့ရနိုင်ပါတယ်ဒီနေရာမှာစဉ်းစားကြည့်ကြအောင်မိမိမှာပျက်စီးဆုံးရှုံးမှခံနိုင်တဲ့ဘယ်အရာတွေရှိသလဲဘယ်ပစ္စည်းတွေရှိသလဲမိမိရဲ့သားသမီးတွေရှိမလားမိမိရဲ့ဇနီးမယားလင်ယောက်ျားတွေရှိမလားပေါ့တခုခုတော့ရှိတတ်ကြပါတယ်အကယ်၍များအဲ့ဒါလိုပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့မယ်ဆိုလို့ရှိရင်အားတို့ဘယ်လိုနှလုံးသွင်းကြမလဲဦးဇင်းတို့မြတ်ဗုဒ္ဓဟောကြားခဲ့သလိုပါပဲပျက်စီးဆုံးရှုံးတတ်တဲ့သဘောတရားရှိတယ်ဆိုလို့ရှိရင်ပျက်စီးတတ်တဲ့သဘောတရားရှိတယ်ဆိုလို့ရှိရင်ဒီနေ့တော့ပျက်စီးကြရမှာပါပဲအဲ့ဒါလိုပျက်စီးတဲ့အခါမှာကိုယ်သာနာပြီးတော့စိတ်မနာအောင်နေတတ်ဖို့လိုပါတယ်ဘယ်လိုပျက်စီးဆုံးရှုံးမှုမျိုးနဲ့ကြုံကိုယ်သာနာစေစိတ်မနာစေနဲ့ကိုယ်သာနာစေစိတ်မနာအောင်စိတ်ဓာတ်မဆုံးရှုံးအောင်မိမိကိုယ်ကိုပြင်ဆင်ထားရမယ်မိမိနဲ့ဆက်ဆက်ပြီးဘယ်အရာပဲဆုံးရှုံးစိတ်ဓာတ်မဆုံးရှုံးစေနဲ့ပစ္စည်းဝတ္ထုတွေဆုံးရှုံးခြင်းဆုံးရှုံးပါစေကြာရှုံးခြင်းကြာရှုံးပါစေချစ်တဲ့ခင်တဲ့သူတွေဆုံးရှုံးခြင်းဆုံးရှုံးပါစေစိတ်ဓာတ်မဆုံးရှုံးအောင်နေမယ်ဆိုတဲ့ခံယူချက်ခံစားချက်မျိုးကိုမွေးမြူထားသင့်ပါတယ်အဲ့ဒီလိုနှလုံးသွင်းထားသင့်ပါတယ်ကိုကအဲ့ဒီလိုအမြဲမပြတ်နှလုံးသွင်းထားမယ်ဆိုလို့ရှိရင်အဆိုးလောကဓာတ်အနေနဲ့ကြုံလာတဲ့အခါမှာဖြေသာလာမယ်နေသာထိုင်သာရှိလာမယ်ယူသွတ်တဲ့အထိမဖြစ်နိုင်တော့ဘူးပေါ့ဒါကြောင့်မလို့ဦးဇင်းရဲ့ဓမ္မစာစုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေကိုယ်သာနာစေစိတ်မနာစေနဲ့တဲ့ဦးဇင်းတို့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့တွေလည်းနေ့စဉ်ဘဝဖြတ်သန်းတဲ့အခါမှာဘယ်လိုဆုံးရှုံးမှုမျိုးနဲ့ကြုံကိုယ်သာနာစေစိတ်မနာစေနဲ့ဟူသောတရားသဘောဖြင့်ကိုယ်ရောစိတ်ပါကျမ်းမာကြံ့ခိုင်စွာဖြင့်ဘဝလမ်းကြီးကိုအောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေဓမ္မသစ္စာ26ရက်2လ2026